အားလုံးမင်္ဂလာပါဇာတာပရိမနက်အတွက်ဖြစ်ပါတယ်ပြီးရင်ပြလိုက်မယ်နော်နေ့ရက်တည့်ရင်3ပါပါ8 3နှစ်ခက်က9နေ့ရက်တည့်ရင်3ပါ8 3နှစ်ခက်က9ဒီဘက်တစ်ချမ်း3 3ခွန်3 3ခွန်က3 3ပါပါ9 3နှစ်ခက်ကခွန်ဒီမှာဒီ3နဲ့ဒီ9နဲ့ဖတ်ပြရမယ်နောက်တစ်ပင်6ရက်4ရက်3 3ပါပါ9 3နှစ်ခက်ကခွန်ဒီဘက်ကခွန်ရက်3ရက်ခွန်ရက်3ရက်3ညရက်3 3ပါပါ9 3နှစ်ခက်ကခွန်ဒီမှာ9နဲ့ခွန်နဲ့နောက်တစ်ပင်3ရက်4ရက်3 3ပါပါ9 3နှစ်ခက်ကခွန်ဒီဘက်က3ရက်ခွန်ရက်1ရက်8ပါပါ3 8နှစ်ခက်က1အဲ့မှာ3ရက်3ရက်ဖတ်ပြရမယ်နောက်တစ်ပင်3ရက်3ပါပါ8 3နှစ်ခက်က9ဒီဘက်က1ရက်3ရက်4ရက်1ရက်3ရက်4ရက်8ပါပါ3 8နှစ်ခက်က1အဲ့ဒီမှာဒီ8နဲ့ဒီ9နဲ့ဖတ်ပြရမယ်နောက်တစ်ပင်9ရက်4ရက်9ရက်4ရက်6ပါပါ6နှစ်ခက်က9အဲ့ဒီမှာဒီဘက်က4ရက်5ရက်ခွန်ရက်4ရက်5ရက်ခွန်ရက်6ပါပါ6နှစ်ခက်က9အဲ့ဒီမှာဒီ1နဲ့ဒီ6နဲ့ဖတ်ပြရမယ်3ရက်4ရက်ခွန်ပါပါနဲ့9နှစ်ခက်က3ညဒီဘက်ကခွန်ရက်6ရက်5ရက်ခွန်ရက်6ရက်5ရက်8ပါပါ3 8နှစ်ခက်က1အဲ့တော့ဒီ1နဲ့ဒီ9နဲ့ဖတ်ပြရမယ်ဒီနေ့ပင်ဟာဒီနေ့ဖတ်ဖို့က2ရက်3ရက်9ပါပါ3ည9နှစ်ခက်က3ဒီကောင်းကြီးနောက်တစ်ချမ်းက9ရက်1ရက်3ရက်9ပါပါ4 9နှစ်ခက်က6 3ည3ကြီးနဲ့9 6ကြီးနဲ့ချလိုက်မယ်နော်3ည3 9 4 6အဲ့မှာ9 9 5 4 5 6 3ည9 3ည4 3ည6 3 9 3 4 30မှာ6 9ပေါ်ရလိုက်နော်အဲ့မှာဒီဘက်ကဒါလေးရင်ပြလိုက်အဲ့လေးရင်ပြလိုက်နော်ဒီနှလုံးပေါင်း3ရက်ခွန်3ညအဲ့3ညက3ညပါအောင်ကဒီနှလုံးကထိတ်ဆိုတော့3ညထိတ်ဝင်တယ်နော်3ညထိတ်ဝင်တော့ထိတ်ရတော့တာနဲ့ဒီနှလုံးပေါင်းကလည်း3ညပဲ3ညထိတ်ရတာနဲ့3ညရတာနဲ့ဒီနှလုံးပေါင်းကြတယ်3ညဖြစ်ရမယ်အဲ့တော့ထိတ်ရောနောက်ရောရရင်နော်နောက်တစ်ပင်3ညရ3ရက်8ပါဝါ3ဒီနှလုံးကထိတ်ဆိုတော့8ထိတ်ဝင်တယ်8ထိတ်ဝင်လိုက်တာနဲ့ဒီနှလုံးကလည်း8ဖြစ်ရမယ်3ရက်5ရက်8ဖြစ်ရမယ်အဲ့တော့9နောက်ရရင်နော်ဇုံလိုက်ရပြီနောက်တစ်ပင်9ရက်9ရက်6ပါဝါ1ဒီနှလုံးကထိတ်ဝင်ရမယ်အဲ့တော့1ထိတ်ဝင်တယ်1ထိတ်ဝင်လိုက်တာနဲ့ဒီနှလုံးကလည်း1ဖြစ်ရမယ်အဲ့တော့6နောက်ပိတ်1 6ဇုံလိုက်ရရင်နော်နောက်တစ်ပင်3ရက်4ရက်ခွန်ပါဝါ2အဲ့နှလုံးကထိတ်ဝင်ရမယ်ခွန်ထိတ်ဝင်တယ်ခွန်ထိတ်ဝင်လိုက်တော့ဒီနှလုံးကလည်းခွန်ဖြစ်ပြရမယ်6ရှိတော့1ထည့်လိုက်တော့ခွန်1ဖြစ်တော့နော်ဇုံလိုက်ရပြီအခုဒီနေ့အတွက်က2ရက်3ရက်9ပါဝါ3ညဒီနှလုံးကထိတ်ဖြစ်ရမယ်ထိတ်ဖြစ်ရမယ်ဆိုတော့9ထိတ်ရ3ညထိတ်ရအဲ့မှာ9ထိတ်ယူမယ်ဆိုရင်ဒီနှလုံးက9ဖြစ်ပြရမှာဆိုတော့ဒီနောက်ပိတ်9ထိတ်မယူပဲ3ညထိတ်ယူမယ်ဆိုရင်ဒီနှလုံးက3ညဖြစ်ပြရမှာဆိုတော့9နောက်ပိတ်ရှင်းလားမသိဒီ9ထိတ်ယူမယ်ဆိုရင်ဒီနှလုံးက9ဖြစ်ပြရမှာဆိုတော့4ထိတ်54 3ညထိတ်ယူမယ်ဆိုရင်ဒီနှလုံးက3ညဖြစ်ပြရမှာ1ရှိတဲ့အတွက်9ထက်3ည9ဒါလေးရဲ့3ည9ရပါပြီနော်ရှင်းပါတယ်တရားတော့3ည5 3ညထိတ်ဝင်လိုက်တာနဲ့ဒီနှလုံးက3ညဖြစ်ရမယ်ဒီမှာ8ထိတ်ဝင်လိုက်တာနဲ့ဒီနှလုံးက8ဖြစ်ရမယ်1ထိတ်ဝင်လိုက်တာနဲ့ဒီနှလုံးက1ဖြစ်ရမယ်9ထိတ်ဝင်လိုက်တာနဲ့ဒီနှလုံးက9ဖြစ်ရမယ်ခု9ထိတ်ဝင်မယ်ဆိုရင်ဒီနှလုံးက9 3ညထိတ်ဝင်မယ်ဆိုရင်ဒီနှလုံးက3ညအဲ့တော့9လေးနဲ့9 9နဲ့ဒါကတစ်ဆိုင်ဒီဘက်ဆိုင်ကဒီဘက်ဆိုင်ကဒီနှလုံး5အဲ့နှလုံး5က5ထိတ်ဝင်မယ်ဒီနှလုံး3ညအဲ့3ညက3ညထိတ်ဝင်မယ်ဒီနှလုံး1က1ထိတ်ဝင်မယ်
ဒီမှာဒီနှလုံးကခွင့်ရရှိရငါငါကငါးထိပ်ဝင်ပြရမှာငါကငါးထိပ်ဝင်မယ်ငါးထိပ်ရပါနော်နောက်ပိတ်ကလည်းအဲ့လိုပဲနောက်ပိတ်ကခွင့်ရကူးရကူပေါင်းခြင်းက3နှစ်ခက်က9ဒီနှလုံးကနောက်ပိတ်သွားမှာအဲ့တော့3ဝင်တယ်နောက်ထပ်6ရ9ရ4ရ6ရ9ရ4ရ9နှစ်ခက်က3ဒီနှလုံးကနောက်ပိတ်ဝင်မယ်3က3ဝင်သွားတယ်နောက်တစ်ပြင်9ရ3ရ1ရ9နှစ်ခက်က6ဒီနှလုံးကနောက်ပိတ်ဝင်မယ်6က6နောက်ပိတ်ဝင်သွားတယ်ခုဒီမနေ့အပင်အတွက်က3ညရ8ရ8ရ3ည8က6နှစ်ခက်က9 6ကနောက်ပိတ်ဝင်ပြရမယ်အဲ့တော့9 6နဲ့9 9နဲ့2ကွက်50 56နဲ့59နဲ့2ကွက်ရပြီခုနက54နဲ့54နဲ့3ည9နဲ့နော်9 break ဒီ9 break တွေလာတယ်9 break လည်းရှိတယ်ဒီနေ့ရှိတာမို့ဒီတစ်ပတ်9 break ကြာပြရမယ်တပင်းကတော့ကြာပြီ9 break ကအဲ့မှာဒီဘက်က3ရ1ရ6ရ3ရ1ရ6ရ3ညပါဝါ5အဲ့ကောင်ကတဒန်းပြီးရင်6ရ9ရ3ညရဒီ3လုံးက3ပါဝါ8အဲ့ကောင်ကတဒန်းပေါ်တန်းနဲ့အောက်တန်းနဲ့ပေါက်မယ်ဒီမှာ9ရ3ရဒီမှာပေါက်ပြရမယ်အဲ့နောက်တစ်ပင်3ညရ9ရ8ရ3ည9 8က9ပါဝါ3ညအဲ့ကောင်ကတဒန်းဒီဘက်က1ရ9ရ3ညရ1ရ9ရ3ညရ8ပါဝါ3ဒီကောင်ကတဒန်းပေါ်တန်းအောက်တန်းပေါက်ပြရမယ်ဒီ3ညနဲ့ဒီ3နဲ့ပေါက်နောက်တစ်ပင်က9ရ9ရ3ညရ9 3ည6ပါဝါ1အကောင်တဒန်းဒီဘက်က9ရ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 1ပါဝါ6ပေါ်တန်းနဲ့အောက်တန်းနဲ့ပေါက်ပြရမယ်6တန်း1 1 6အဲ့တော့ဒီနေ့အပင်အတွက်က3ညရ3ရ9ရ3ည3ခွန်က3ညပါဝါ9ဒီကောင်ကတဒန်းပြီးတော့ဒီဘက်က3ရ1ရ3ညရ3 1 3ညက4ပါဝါ9ပေါ်တန်းနဲ့အောက်တန်းနဲ့ပေါက်မယ်3ည5နဲ့3ည5ကို4 9နဲ့ပေါက်ပြရမှာအဲ့တော့3ည5ကို4 9နဲ့ပေါက်ပြရမှာဆိုတော့3ည4 3ည9 5 4 5 9 3ည4 3ည9 52မှ4 52မှ4ကွက်ရည်နော်အဲ့4ကွက်ကဒီမှာ9ထိပ်ရှိတဲ့အတွက်အထိုင်းမှန်ပါတယ်ဒီအထိုင်းတိုင်းပဲအဲ့ဒီမှာ9လေးဒီမှာ9လေးပါတယ်3ည9ပါတယ်3ည9ပါတယ်ဒီမှာ9 9 5 6ဆိုတော့ဒီမှာ9 9 5 6ကဒီမှာအဲ့တော့3ည9 9လေး9 9 3ည9ဒီကတော့9ထိပ်ဒီမှာ9ထိပ်ဝင်လာတယ်ဒီမှာ9ထိပ်ဝင်လာတယ်ဆိုတော့ဒီကတော့9လေးနဲ့9 9ပူကြိုက်ပါတယ်ဒီနေ့9 9နဲ့9လေးနဲ့9 9 9လေးမိမ့်ပေါ့9 9နဲ့9လေးနဲ့ဒီနှစ်ခုကမိမ့်9 9 9လေးမိမ့်မယ်3ည9ပါတယ်9 6ပါတယ်ဒီလေးကွက်ကကောင်လေးတွေကတော့ရန်ပေါ့3ည4လည်းပါတယ်ဒီမှာအားလေးတွေရန်အဓိကတော့9 9နဲ့9လေးနဲ့မိမ့်မယ်ကိုမှကီးရှိတယ်လုံးပိုင်ရှိတယ်ဆိုလဲဒါလေးနဲ့ကတ်ထုတ်လို့ရပါတယ်ဒီမနေ့ကတော့ငါကြိုက်တယ်အားလုံးကောင်းကြပါစေငါကူနဲ့ငါလေးနဲ့